Solo leveling မှာအစွမ်းထက်ဆုံးဇက်ကောင်9ဦးအဆုံးထိကြည့်ရှုပြီးအမှတ်တနေရာမှာဘယ်သူလဲဆိုတာကိုသိရှိလိုက်ပါနံပါတ်5 Monarch of Frost နှင်းခဲဘရင်သူသည်နှင်းခဲမျိုးနွယ်စုတို့၏ဘရင်ဖြစ်လူသိများသည့်အခြားသောအစွမ်းထက်တရဝများကိုပင်အေးခဲသွားစေနိုင်သည့်စွမ်းအားကိုပိုင်ဆိုင်ထားသည်နံပါတ်4 Ashborn သူသည်မူလက Rulers အုပ်စိုးသူများ9ဦးထဲမှတဦးဖြစ်တော်လဲသူတို့ကိုစွန့်ခွာက Shadow Monarch အရေးဘရင်ဖြစ်လာခဲ့သည်နံပါတ်3 Enters Antares Monarch of Destruction ဖြစ်စီခြင်းဘရင်ဖြစ်ပြီး Monarch များအားလုံးထဲတွင်အစွမ်းထက်ဆုံးဖြစ်သည့် Ashborn တဦးတည်းသာသူ့ကိုရင်ဆိုင်နိုင်တော်လဲတာမန်အားဖြင့်ကြည့်လျင်သူသည် Shadow Monarch ထက်ရုပ်ပိုင်းဆိုင်ရာအားရင်ပိုမူတာလွန်သည်နံပါတ်2 Sung Jinwoo သူသည် Solo Leveling ဇလန်၏အဓိကဇက်ကောင်ဖြစ်သည့်ထို့ကြောင့်သူသည်အစွမ်းထက်ဆုံးဟုတင်ကောင်းထင်နိုင်တော်လဲသူသည်နံပါတ်1မဟုတ်ပေဒါကပဲကျွန်တော်တို့ရဲ့အဆင့်တင်နေရာကိုပို့ဆောင်ပေးမှာပါနံပါတ်1 Absolute Being အကျွမ်းမဲ့တတဝါသူသည် Solo Leveling စကြဝဠာတစ်ခုလုံးကိုဖန်တီးခဲ့သူဖြစ်ပြီးအသက်ရှင်တန်သူများမှစ၍ Monarch များ Rulers များအထိအရာအလုံးကိုဖန်တီးခဲ့သောအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်ဒီစည်ရင်းထဲမှာတင်းကြိုက်ဆုံးဇက်ကောင်ကဘယ်သူဖြစ်မလဲတင်ရောဒီအဆင့်သတ်မှတ်ချက်ကိုသဘောတူပါသလား